ရမ်းမိုက်တဲ့သမီးရေသိလာတဲ့မျိုးလုံးနဲ့နှခမ်းလေးမြောက်ပေးတဲ့ငါအတွက်ဟန်နေရှောက်လာတဲ့ခန္ဓာကိုယ်လမ်းလေးဥဝီရှိကြမှာတလုံးလောက်ဖမ်းကျွေးအားတဲ့ဒီနေ့ကစမ်းတယ်ထုတ်ပြမယ်ဥရဲ့ဆွမ်းနေဝေါရမ်းနေတဲ့လုံးဝ